Number 1 Midlands me easy. Number 2ဘသူမှမကြောက်လို့လာပြိုင်တာစိန်ခေါ်ရင်တိမ်ပေါ်ထိတက်မဲ့ Midlands အာလူ Number 5ဆောက်ရမ်းချောတဲ့ Midlands အကြီးသမီးစီသည် Number 7ကျမကအပြိုကြီးဆိုတော့ရွာလဲခေါင်မှာတယောက်တည်းနေတာလေ Midlands မစိန်မြင့် အခုချိန်မှာဆိုရင်တော့စူရရှိသွားတဲ့သူကိုကြီးညာပေးမှာပဲဖြစ်ပါတယ်စူရရှိသွားတဲ့သူကတော့တယောက်မှမလှတဲ့အတွက်ရွာလူကြီးကြော်ကရရှိသွားပါတယ်ဗျာ ပြိုင်နာကငါတို့လေဘာလို့တကြီးကြော်ကြရသွားတာလဲ ဒါတက်ညစ်တာပဲ ကျမရမယ်လို့ထင်တောင်မထင်ထားဘူးကွယ်မရသွားတဲ့သမီးလေးတွေအတွက်လဲစိတ်မကောင်းရန်ဖြစ်တာပဲဒါပေမဲ့တန့်ယူဆိုးမှတ် ငါမကျေနပ်ဘူးအေးသူတရက်ခုလိုချင်းငါတို့လိုဝင်ပြိုင်ပါလားတက်အချောင်ယူတာဟုတ်ပါဟဲ့သူ့ကိုသူတကြီးကတော့ဆိုပြီးငါတို့ကိုအနိုင်ကျင့်သွားတာငါလည်းမကျေနပ်ဘူး အမေဘယ်လိုလှုပ်လိုက်တာလဲအမေကြောင့်သမီးကိုသူများတေမကောင်းပြောနေကြပြီ သမီးကိုဘသူမကောင်းပြောတာလဲသမီးကရွာလူကြီးသမီးလေဘသူတေသမီးကိုပြောတာလဲ အဲ့ဒါတေကအမေကြောင့်ဖြစ်တာလေအမေတရပူလို့ချင်းဝင်ပြိုင်ပေါ့အခုတော့လူပြောစရာတွေဖြစ်ကုန်ပြီနင်တို့ပြိုင်ပွဲကတယောက်မှမလှတာအလှဆုံးဖြစ်တဲ့ငါပဲရမှာပေါ့နင်မစကားမှထပ်မပြောနဲ့အခုချက်ချင်းနဲ့ခန်းထဲသွားနေ